ကျဲမွေးမြူရေးယုံပါရှင်နော်အလုတ်ထည့်ပေးလိုက်တဲ့ပိုးကရင်မလေးရှင်သူကျမစီမှာဆက်သွယ်လာတော့ကအလုတ်မရှိဘူးပေါ့နော်ဝါပတ်မဲ့လည်းမရှိဘူးတဲ့သူဝါပတ်မဲ့ရှိမှလည်းသူမသိဘူးနော်ဟိုတိုင်းရင်သားတွေကတော်တော်လေးရိုးသားတယ်ပြီးလို့ရှင်လည်းတော်တော်လေးအားကြတယ်ရှင်နော်အဲ့တဲမှာကျမပါတယ်နော်သူပိုးကရင်မလေးရှင်နော်သူအေးအင်တာဗျူးကြည့်မယ်ရှင်နော်အိမ်မှာအလုပ်လာစောက်တာ10ရက်ကြော်ရှင်တော့အခုအလုပ်ရပြီမေးကြည့်မယ်ပိုးကင်မလေးဆိုတော့နော်ကျမတို့တိုင်းရင်သူလေးရှင်နော်ဘာတိုင်းရင်သားမဆိုရှင်နော်လာပါမင်္ဂလာပါဝေးဩစလာဆိုင်တာယူရတာနော်တာယူရနော်နမချောက်တော့အော်ရရဖို့ဝါလာဖုံလဲလိုက်တာနော်တရားကြော်ကြံသေးတယ်ဟလာမနက်စီကပတ်စံအကျွေးယူထားတာဘယ်လောက်လဲရေဖုံရေမရေဖုံပကြောင်အော်တော့လာဖုံလဲလောလာဖုံလဲတာနော်ပတ်စံမလောက်ပြောနော်မနက်လွယ်ပေးမယ်ကြလားจะเคยတာနော်နေကအခုနောက်နေဘယ်နည်းလာစားရလဲမနေမှာตอนนี้งานลิ้นงานอย่าด่าหน้าอย่าน้อเล็บมั้ยตอนนี้ลิ้นนี่กะต้องละชิบแล้วมั้ยอ่ะต้องละชิบเลยได้อย่าอย่าน้อเล็บมั้ยอย่าโอเล่ละชิลิ้นจ้องติ๊งมาอ๋อအဲ့ဒီကျက်မွေးမြူရဲ့နေရာမှာ14ရက်လောက်စောင့်ရတယ်မနေ့အိမ်မှာဘယ်နည်းလဲမမက်မိတော့ပေါ့မမက်မိဘူးဆိုတာပါပျော်လို့မမက်မိတာလားလားပျော်လို့သူကျမအိမ်မှာရောက်တာတော့ကျမမေးနေအလုပ်သမားတွေကများတယ်ဆိုတော့လေအလုပ်သမားတွေကဟိုအိမ်နေလိုက်ဒီအိမ်နေလိုက်များနေတယ်ဆိုတော့ကျမမမက်မိဘူးမမက်မိတဲ့ခါကျသူကမနေ့ပြောလားမနေ့ရေးတဲ့ကျမကိုမေးမှာဆိုလို့တဲ့မေးတယ်လို့တော့ပြောလားအလုပ်တွေချိတ်ဆက်ပေးတဲ့အလုပ်သမားတွေအများကြီးဆိုတော့မေးတယ်ရှင်နော်အလုပ်သမားပေါင်းရောက်ပေါင်း3သိန်းလောက်ရှိတယ်ရှင်နော်အလုပ်ချိတ်ပေးတဲ့အလုပ်သမားတွေပြောတာအဲ့ဒါနဲ့သူမှနာဝတ်ပမဲအိုးမေဟာဒီဝတ်ပမီအိုးဝဲတာနော်လူမိုခနဝတ်ပမဲအိုးနေလောသိဖို့သိနော်မဲလဘယာကြီးတာနော်သူအတော့တာသေးတယ်တဲ့အဝတ်ပမဲသေးတယ်တဲ့ပြီးလို့ရှိရင်ပြန်ကြည့်တဲ့ခါကျဝတ်ပမဲမသေးတဲ့စာရွက်စီးတယ်အစာရွက်တွေကများတယ်ဆိုတော့သေတဲ့စာရွက်ရောမသေတဲ့စာရွက်ရောထားတယ်ဆိုတော့နပွေရနမိသားတွေကညနေနည်းနည်းပြပါအောင်တတိယလို့အောင်ပြီခက်နေတယ်အဘွားပေးချင်လို့ဘာမှလည်းပြောလို့မတတ်ဘူးလားဘာလို့လဲသူကလူဟောင်းလားလူဟောင်းလားရှင်မင်္ဂလာပါလူဟောင်းလားလူသိလားလူဟောင်းလားဟုတ်ကဲ့အလောလောတာအဆင်ပြေလားရှင်ပြင်မလားပြင်မလားရှင်မဟောင်းလားဟာအေးအင်ဂျီပဲကြည့်ဟောင်းနေပါလားရောက်အလောလောတာပြင်မလားရှင်ပြင်နေတယ်အဆင်ပြေလားကျမနဲ့တော့လုံးမယ်နော်ဟာပြောရလဲမနဲ့လည်းတော့လုံးမယ်လို့ရလားနားပဲကြားတယ်မဟုတ်မနဲ့လည်းအလုပ်တော့လုံးမယ်လို့လာခဲ့မယ်နော်ဟုတ်ကဲ့ဝမ်းသာတယ်နော်ကျေးဇူးတင်တယ်နော်ကျေးဇူးပါမနဲ့ညီမလေးကိုလည်းတစ်ချက်လောက်ပြောပေးနော်သူတို့ကလူသေးဆိုတော့လေနော်ဟုတ်ကဲ့မလေးမှာဒါစီလို့စင်ဆုံးမနော်ဟုတ်ကဲ့ဆုံးမလို့မရမနဲ့တိုင်လာကြလားမနဲ့ဆဲပေးမယ်ဆုံးမလို့ရနေရင်ရှင်းတော့ပြီးချလိုက်နေရင်ဟုတ်တယ်နေရင်တီးချလိုက်ဟုတ်ကဲ့ကျေးဇူးတင်တယ်နော်မနဲ့လာတော့ဘာလို့မတွေ့ရတော့ရခဲ့ကတော့ဝဲခဲ့တာရဲ့မင်္ဂလာပါကာကြိုက်ထိုးနေရတာတော့လေမဲကာထားချထောက်ချနလဘောညာဝရရေကျိုးဟုတ်ကဲ့ညီမတို့လည်းလူဟောင်းလားရှင်လူဟောင်းလားလူဟောင်းတော့6လရှိပြီဟာ6လရှိပြီပေါ့အမစားရလည်းအဆင်ပြေနေရလည်းအဆင်ပြေဆိုတော့6လဆိုအဆင်ပြေတာပေါ့ဟလာမနဲ့လည်းလာလုံးမယ်နော်ဟုတ်တယ်မနဲ့လည်းပိန်ချင်တာနဲ့အတော်ပဲကစိုးရပဲစားမယ်လို့ဟုတ်ကဲ့ရှင်သွားမယ်နော်မနဲ့လာတဲ့ရက်ဘာလို့မနဲ့လာမတွေ့နဲ့လဲလို့
အော်မနဲ့လာတာမသိဘူးပေါ့ မနေ့ကကြည့်နေမနေ့ကမမီရ အော်သမီးတို့မမက်မိတာမဟုတ်သမီးတို့မသိတာလေအေးကျမဘယ်လိုမက်မိမှာတော့ကျမမသိတာ မဟုတ်အခုပြတာ အော်အခုလားအခုမက်မိအောင်စူးစမ်းမယ်နော်မနေ့ကနောက်တခါမနေ့တော့ရေမနေ့ကခလုံးမတိုက်မိနဲ့နော်မနေ့ခေါ်ဘူးကြလား မတိုက်ဘူးမတိုက် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင် ကျွန်တော်ကတော့ဒါနော် ဘုံမနာပတ်စံလို့ရှင်ပြောနော်မနေ့လွယ်ပေးမယ်ကြလား ဒါနော်ကျွန်တော်တို့ အေးကျမရေလက်ခွေးစားဦးနော်အေးကိုမတဲတဲ့လူနဲ့စကားမပြောနဲ့အယောမလုံးနဲ့နော်အေးစကားပြောလေကုန်လို့အယောမလုံးနဲ့နော်ချစ်တဲ့နော်ညီမနော်အဲ့ပါဒူးနော်ဟုတ်ကဲ့ဘိုင်ဘိုင်အဘွားဟုတ်ကဲ့ပါစင်အဘွားဟုတ်ကဲ့ ไปอยู่ว่า ကာရောပါဒူးကြဟုတ်ကဲ့အေးအလုပ်သမားတွေအလုပ်ရတယ်ဆိုတော့ဝမ်းသာတာပေါ့ရှင်နော်ကျမကဘာကောင်မှမဟုတ်နော်အချိုးအမြတ်ရလို့လောက်တာဟုတ်ပါတယ်ရှင်နော်အချိုးအမြတ်မရဘဲနဲ့ဘယ်လိုလုပ်မှာတော့လို့ကျမလည်းထိုင်းနိုင်ငံမှာအမိုက်ကောက်တဲ့အလုပ်သမားတယောက်နော်တရက်လုံးမှတရက်စားတဲ့ခလေး3ယောက်အမေပါရှင်နော်ပတ်စံနာမည်ကြီးပြီးပတ်စံမွေးနေတာကျမပဲရှင်နော်စင်းရဲနေတာကျမပဲနော်ဒါပဲစိတ်ချရင်လာခြင်းလားမလာခြင်းနေဒါပဲငါချောလား